တရားခံကတော့ဆိုပြီးလုံနေတာဟာပလင်းတူဘူးဆိုရီမို့လိုပဲဖြစ်မှာဘာယုတ်တိမရှိသောဆွဆွဲချက်ရခိုင်ပြည်မှာနယ်မြေအများစုကိုထိန်းချုပ်ထားတဲ့အားအတွက်ဒီလိုသုံးဆောင်1600လောက်ကိုဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေခိုးသွင်းစရာအကြောင်းမရှိဘူး။ဟာမှာမင်းတို့ထက်တာလွန်တဲ့စစ်အသုံးဆောင်တွေရှိပြီးသားမင်းတို့ဖမ်းမိတဲ့သူတွေကိုမလွတ်နဲ့တော့ထောင်ထဲမှာတစ်သက်လုံးပိတ်ထားလိုက်အာဆာနဲ့ RSO Resultဆိုတဲ့အစွန်းရောက်အကြမ်းဖက်သမားတွေဟာဒီကဘာကနေဖမ်းမိတာကဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘင်္ဂလီတွေပစ္စည်းပို့တာက RSO လိုအစွန်းရောက်အကြမ်းဖက်အဖွဲ့တွေစီကိုဖြစ်နေတာနေကင်းကြောင်တောင်လို့ရှင်းနေပါတယ်။ဒါကိုမှစွတ်အတင်းအားစီပို့တာပါလို့ဝန်ခံခိုင်းတာကတော့တကယ့်ကိုအောက်တန်းစားဆန်တဲ့လုပ်ရက်ပဲ။ဗမာပြည်ကမင်းအောင်လှိုင်ရဲ့စစ်မိတ်စာတပ်တွေလည်းဒီအတိုင်းပဲဘိန်းထွက်တာကရှမ်းပြည်ဖမ်းမိတာကလဲကူးတရားခံကအားဆိုတဲ့စောက်ကျင့်တိုင်းအခုလဲဘင်္ဂလားဒေ့ရှ်ရဲကဖမ်းမိတာကဘင်္ဂလီအားကိုလာပြီးနာမည်ဖြတ်ဖို့စ조사နေတာဟာတတွေးခွက်ထဲပစွန်စီတက်နေတာပါပဲမင်းအောင်လှိုင်နဲ့ယူနွတ်အစိုးရဟာရခိုင်တွေအပေါ်ထားရှိတဲ့မနာလိုစိတ်နဲ့ရုပ်မာမှုမှာတော့တကယ်ကိုဖက်လဲတကင်းညီကိုတွေပါပဲအားကတော့ဘာမှမဖြစ်ဘူးမင်းတို့ရဲ့လိန်ညာမှုတွေကပဲမင်းတို့ဂုံတိတ်ခါကိုပြန်တိုက်စားသွားမှာပါ